ချစ်ချင်းမြတ်တာရဲ့အနက်ရှိုင်းဆုံးနေရာအထိတိုးဝင်နေမိတဲ့ဘရူနိုရဲ့အသင်းပေါ်ထားတဲ့သစ္စာတရား2019-2020ဘောလုံးရာသီရဲ့ဆောင်းရာသီဈေးကွက်မှာမန်ချက်စတာယူနိုက်တက်တို့အနေနဲ့စာအလက်နောက်ပိုင်းအသင်းရဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးသောကစားမခေါ်ယူမှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါသည်ကျွန်တော်မြင်မဖော်လို့တဲ့မြန်မာသတင်းမီဒီယာတစ်ခုကတောင်မှစစ်တီလေးသိန်းအားနဲ့ညီမျှတဲ့ကစားမခေါ်ယူမှုတစ်ခုဆိုပြီးတော့ဖော်ပြခဲ့စီတော့မိတ်ဆွေတို့မှတ်မိကြအောင်မယ်ထင်ပါသည် United တို့ခက်ခက်ခဲခဲခေါ်ယူခဲ့ရတဲ့အပြောင်းရွှေ့တစ်ခုလို့ပြောလို့ရပြီးတော့အဆိုပါကစားမကလေ United တို့ခက်ခဲစွာခေါ်ယူခဲ့ရတာနဲ့ထိုက်တန်အောင်ခြေစွမ်းကဂရီတန်မကထိုက်တန်မှုရှိတယ်ဆိုတာကိုပြသလို့ထားခဲ့တာပါဒါလည်းမတိမငြိမ်မဟုတ်ဘဲနဲ့စရောက်ကလေးကလို့ပြောရမှာဖြစ်ပါတယ်။ဝက်ဖို့ကိုနိုင်ကိုသွင်းပြီးသူ့ရဲ့တရနီကစားမဘဝကလကာကိုလှပစွာဖွင့်လှစ်ခဲ့တဲ့ဘရူနိုကအဲဒီချိန်ကသင်ကိုနဲ့ဖန်တီးမှုတွေကိုစာလောင်မိုးသိမ့်နေတယ်ဆိုတာတရနီပရိသတ်တွေသိရှိလို့လာခဲ့တာဖြစ်ပါတယ်။လာချင်းကောင်းတဲ့မင်းဘဝလေးပြောပါစီဆိုပြီး United ပရိသတ်တိုင်းကအလိုရှိခဲ့ကြပြီမြစ်တကယ်တမ်းမှာတော့လေသူကဝေဖန်မှုတွေများစွာကိုရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ဘယ်နွေကပဲကိုသွင်းတတ်တာစသဖြင့်ပေါ့တမူထူးကြတဲ့ဘယ်နွေကန်သွင်းဟန်တဲ့ဂိုးတွေဝေဝေးချစာသိယူနိုင်ခဲ့တဲ့သူ့ဖို့ဖန်တီတွေနဲ့ပြိုင်ဘက်ပရိသတ်တွေရဲ့အမြင်မှာအယူချင်းမရှိဘဲနဲ့ဘယ်နွေနဲ့လှုပ်ရှားနေတဲ့ဆိုပြီးဝေဖန်ခံခဲ့ရတာမှတ်မိနေပါသေးတယ်ဒါပေမဲ့အဝေးလားအနီးလား area box တဲကနေလား free kick လားစသဖြင့်ဒဲနီတို့ပွဲစီဖို့ဆိုရင်သူမပါရင်မပြီးဘူးလို့တောင်မှဒဲနီဖန်တိုင်းကသတ်မှတ်လို့ထားကြတာဖြစ်ပါသည်နောက်ပြီးခေါင်းဆောင်ကောင်းတယောက်စိတ်သက်တွေကွင်းတွင်းကွင်းမြင်ထင်ရှားလုံးအားကြီးလို့အသင်းရဲ့မရှိမဖြစ်အခြေတော်ကစားမကနေအသင်းကောင်းဆောင်အဖြစ်ကိုအရေးချင်းရှိရောက်နိုင်ခဲ့တာဖြစ်ပါသည်တကယ်တမ်းမှာဘရူနိုကကံမကောင်းလှရှာပါဘူးဒဲနီအသင်းမှာစူပလာနဲ့ပတ်သက်ရင်ပြည်တွင်းစူပလာအချို့ကလွဲလို့ရောပပြိုင်ပွဲတွေမှာရောကျင်းစာတင်နေတုံးဖြစ်ပါသည်ဒဲနီပရိသတ်တိုင်းဘရူနိုရဲ့ပေးဆက်မှုတွေကြောင့်စူပလာတွေအတော်လေးကိုမှရစီချင်းပေမဲ့ဆန္ဒတော့မပြေဝရှာပါဘူးဒီတော်ရီနှစ်ချိန်ဆက်စူပလာနဲ့လွဲချော်ခြင်းဟာဘရူနိုတို့အပြောင်းရွှေ့သတင်းပုံမလောက်ခဲ့လာရတယ်လို့ဆိုနိုင်ပါရီနောက်ဆက်တွဲအနေနဲ့ရှေ့လေပိုင်းကဆော်ရီလီထိပ်တီးအသင်းကြီးအဲလက်အနေနဲ့ဘရူနိုရဲ့လေဆင်အသင်းမော်ရူဗင်နက်ဗတ်နဲ့စီယုံကစူးစမ်းကြည့်ခဲ့တယ်လို့ကိုယ်စားလှယ်အဖွဲ့များနဲ့ညီနိုင်ခဲ့တာတွေ့ရပါရီနမောလောက်စီယာငွေကြီးအကျိုးခံစားခွင့်တွေနဲ့တူလက်ကျန်ကစားမဘွားကိုငွေပုံပေါ်မှာစံမြင်ရမယ့်အခွင့်အရေးမှာသူမှပြေဝရှိခဲ့တာဖြစ်ပါရီဒါပေမဲ့ဘရူနိုကိုရိုင်ကငွေကိုရေလိုသုံးနိုင်မဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရပြီးအသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပါရီလောကမှာငွေမမတ်တဲ့သူဆိုတာမရှိပါဘူးရှော်ရီတွေကျွေတဲ့စတိုရီမျိုးကိုပြောင်းရွှေ့ဖို့အတွက်လက်ရှိဘောလုံးကဘာမှာငွေမလိုအပ်တော့တဲ့ကဘာအကောင်းဆုံးကစားမမက်ဆီလောက်ပဲညင်းတာမြင်ဘူးသေးပါရီအခုတော့နောက်ထပ်တစ်ယောက်အနေနဲ့ဘရူနိုကအထက်မှန်တက်တည်ပြလို့သွားခဲ့ပြန်ပါပြီဒီအသင်းမှာပဲသူ့အနေနဲ့မမောနိုင်မပန်းနိုင်ပြေးလွှားရင်းနဲ့အချိန်ကုန်ဆုံးပြီးအသင်းမော်တွေကိုအော်ဟစ်ဂျိမ်းမောင်ဘရိုဒန်လူကြီးကိုနဘူးနဆာလှုပ်ရင်းနဲ့အချိန်ကုန်ဆုံးရတာသူသဘောကျနေသေးတယ်လို့ပြောလို့ရပါရီဒါကြောင့်အချင်းမြတ်တာကြီးအလွန်မှာနက်ရှိုင်းတဲ့တစ္ဆာတရားတွေနဲ့ပြည့်နေနေတဲ့လူပုဂ္ဂိုလ်တဦးဖြစ်တဲ့ဘရူနိုကဒဲနီပရိသတ်တွေအဖြစ်စေခြင်းဆုံးကနွင်ဆိုတဲ့ဂုံပုံတွေအခုကလေးကကိုက်ညီမှုရှိလာခဲ့သူဖြစ်ပါရီတစ္ဆာတရားကိုငွေနဲ့ပေးဝယ်လို့မရဘူးဆိုတာလက်တွေ့ပြင်ပလောကမှာအလကားပါဒါပေမဲ့ဘရူနိုဖာနက်ဒက်စ်ကဘောလုံးကဘာရဲ့နောက်ထပ်တော်တီနောက်ထပ်ရွန်နီဖြစ်လာမဲ့သူဆိုတာတက်အပ်ပြောရဲပါရီအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးတင်ရှိပါရစေ။